အမျိုးသမီးကနေအမျိုးသားအဖြစ်ပြောင်းလဲနေထိုင်ကြတဲ့ transplant တချို့မှာတီဆိုတဲ့အရာကိုပြင်ပကနေအကူအညီယူရတယ်အဲ့ဒီတီကိုပြင်ပကနေယူပြီးတာနဲ့24နာရီအတွင်းတရက်2ရက်အတွင်းမှာဖျားလာတာကိုလက်တွေကိုက်ခဲတာညောင်းညာတာတွေလေပင်နာတာတွေဖြစ်လာကြတယ်ဒါကိုတချို့ကတီနဲ့ဓမ္မတဲလို့ဖြစ်တယ်လို့ပြောကြတယ်အမှန်တကယ်ကဒီလိုလက္ခဏာတွေပေါ်လာခြင်းဟာတီနဲ့ဓမ္မတဲလို့မဟုတ်ပါဘူးကိုယ့်ရဲ့ကိုယ်ခန္ဓာကနေမှအလိုအလျောက်တုတ်ပြန်လာတဲ့တုတ်ပြန်မှုတစ်ခုဆိုတာမိတ်ဆွေတို့သိပါသလား TUP 24နာရီအတွင်းမှာကိုလက်တွေခိုက်ခဲတာဖျားခြင်းတလူမျိုးဖြစ်တာတွေကို testo flu လို့ခေါ်တယ်အဓိကတော့ဆေးမတည့်တာမဟုတ်ပါဘူးကိုယ့်ရဲ့ခန္ဓာကိုယ်ရဲ့ဇီဝကမ္မတုံ့ပြန်မှုတစ်ခုပဲဖြစ်တယ်ဒီလိုမျိုးတွေမဖြစ်အောင်ကြိုတင်ကာကွယ်လို့ရတယ်ပထမဆုံးအနေနဲ့တီမယူခင်ပထမတစ်ရက်အလိုကလေးကရေများများတောက်အောင်မယ် hydration လုပ်ရမယ်ရေဓာတ်ပြည့်ဝနေဖို့ကတကယ်ကိုအရေးကြီးတယ်ဒုတိယအနေနဲ့ကိုသုံးမဲ့တီပလင်းကိုမသုံးခင်မှာကိုယ့်ရဲ့လက်ဖွားလေးထဲမှာနှွေးနေအောင်ခဏလေးလှိမ့်ပေးလိုက်ကိုယ့်ရဲ့အပူချိန်နဲ့ body temperature နဲ့ဆေးရည်နဲ့ထိသွားတဲ့အခါမှာအဲ့ဒီတီအရေးပြစ်နေတာလေးကတက်တာစီပြီးတော့စုပ်ယူအားပို့ပြီးတော့ကောင်းစေပါတယ်တတိယအနေနဲ့ကတော့ကိုကတီကိုတစ်ချိန်ထိုးမတွင်းမဲ့နဲ့စက္ကန့်30လောက်အချိန်ယူပြီးဖြည်းဖြည်းချင်းထိုးသွင်းပေးရမယ်ဒါမှဆရာတို့ရဲ့ tissue တွေအပေါ်မှာဝင်ပြီးတာလုံးဝနည်းမှာဖြစ်တယ်နောက်တစ်ခုကတော့ကိုရီးယားတီယိုယူပြီးတဲ့နောက်မှာ transplant တွေအားလုံးကိုယ့်ရဲ့ခန္ဓာကိုယ်ကိုတစ်ရက်လောက်လုံးဝအနားပေးရမယ်ပြင်းပြင်းမမအလုပ်တွေလုံးဝမလုပ်ရဘူးတက်တောက်တက်တာနဲ့အေးတဲ့နေရာလေးမှာနေတာအကောင်းဆုံးပဲတကယ်လို့ပေါ့နော်အဖျားက3ရက်ထက်ကျော်ပြီးတော့အဖျားတက်လာမယ်ကိုလက်မအီမတောင်ဖြစ်မှုတွေကတစ်ပတ်ထက်ကျော်လာမယ်ဆိုရင်တော့တက်ကျွမ်းတဲ့ဆရာဝန်နဲ့ပြသဖို့ဆရာတိုက်တွန်းနေပါတယ်